Gay brother ဆိုတော့ဒီညလည်းကျွန်တော်တို့ World Cup ကနှစ်ပွဲရှိတယ်ပေါ့နော်ဒီကျွန်တော်တို့ကနေဒါပွဲကတော့ကျွန်တော်မကြိုက်လို့မပြောတော့ဘူးကျွန်တော် USA ပွဲလေးကို USA နဲ့ပါရာပွဲကိုပေါ့နော်အပွဲကိုတော့ကြိုက်တယ်အပွဲရဲ့ကျွန်တော်ရွေးချယ်မှုကိုကျွန်တော်ပြောလိုက်မှာပေါ့နော်ဆိုတော့ဒီကနေဒါအုပ်စုဒီနောက်အုပ်စုမှာကျတော့ကျွန်တော်တို့ USA အုပ်စုကပို့ပြီးတော့ပွဲချက်တယ်လို့တော့ကျွန်တော်မြင်တယ်ကျွန်တော်တို့အဓိက၄သင်းတစ်လုံးကကျွန်တော်တို့အရင်ကြီး FIFA အဆင့်ရက်တင်မှုအရင်ကြီးလည်းမကွာကြဘူးကျွန်တော်ပြော squad ရဲ့တိစောက်ပုံအရာလည်းအရင်ကြီးမကွာကြတော့ဘူးလို့ဒီ၄သင်းကတော့ကျွန်တော်တို့ဒီ group ကရုန်းကန်ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကနေဒါတို့အုပ်စုကတော့ကျွန်တော်တို့တော်တော်လေးရိုးရှင်းပါတယ်ပေါ့နော်နှစ်သင်းဆွစ်ဇာလန်နဲ့ဒီကနေဒါနှစ်သင်းလောက်ပဲကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်သွားမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အခုလက်ရှိ USA ကနေပြီးတော့ကျွန်တော်ပါရာဂွေးကိုလည်းပဲ85ရာရှုံးကြီးဖောက်တာလေပေါ့နော်ဆိုတော့ဒီ squad မှာကျွန်တော် USA ကတော့ပြောမယ်ဆိုနေရာစုံနီးပါးကိုကျွန်တော်တို့တာမှာဖြစ်တယ်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တိုက်စစ်မှာလည်းကျွန်တော်တို့ဒီမိုနာကိုက follow gan တို့ပါလို့ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီprime time ကိုရောက်နေတဲ့ Valesic ရဲ့ကျွန်တော်တို့ AC Milan ရဲ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အဓိကကစားသမားလို့တော့ပြောလို့ရတယ် Valesic ပါမယ်ပြီးရင်ကျွန်တော်တို့ Tillman တို့ပါလို့ရှိမယ် Leverkusen ကစားသမားဒီကောင်တွေလည်းပြောမယ်ဆိုရင်ခြေစွမ်းလက်ရှိမှာခြေစွမ်းတော်တော်ပြနေကြတယ်ပေါ့နော်ဆိုတော့နောက်ပြီးတော့ကျွန်တော်တို့ဒီ Premier League မှာကျွန်တော်တို့ဘုံမောက်Europa League ဝင်တဲ့နေရာမှာကျွန်တော်အဓိကနော်ပါဝင်ပတ်သက်ခဲ့တဲ့ကွင်းလေကတိုနီအဒမ်ပါမယ်နော်sorry တရအဒမ်ပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဖူဟန်ကစားသမား Robertson နော်ကျွန်တော်တို့ဒီတောင်ပန်ကျွန်တော်ဘယ်နောက်ခံအောင်ညာနောက်ခံအောင်ကစားလို့ရတဲ့ဒီ Robertson တို့ပါလို့ပါမယ်ပြီးရင်ကျွန်တော်တို့ Juventus က Maskini တို့ပါလို့လည်းရှိတယ်ပေါ့နော်ဆိုတော့တော်တော်လေးတော့အင်အားတောင်းနေတယ်နောက်တန်းမှာလည်းကျွန်တော်တို့ဒီ Premier League အခြေပြုကစားသမားတွေပါတယ်ပေါ့နော်ဒီ Richard တို့ပြီးဒီ Ring ဆိုလို့ရှိရင်ဒီ Charlotte မှာအခုလက်ရှိတော့ကစားနေတယ်ပေါ့နော် USA လိမှန်ကန်တော့ဒီကစားသမားကကျွန်တော်တို့ဒီ Fulham ရဲ့ဒီနောက်တန်းမှာအရင်တော့တော်တော်လေးကိုကစားခဲ့တဲ့ player တယောက်ဖြစ်တယ်ဆိုတော့ Premier League proof ဖြစ်ပြီးသားကစားသမားတွေလည်းပါတယ်ပြီးတော့ကင်မဲ့ကစားကင်နဲ့နီးပြလည်း Pochettino ပေါ့လေဆိုတော့ဒါကတော့ကျွန်တော်တို့တစ်ဖက်က USA ရဲ့အသင်းရဲ့လက်ရှိပေါ်ထလာနိုင်တဲ့လူစင်းပေါ့နော်တစ်ဖက်ကပါရာဂွေးမှာကြတော့ကျွန်တော်တို့ကစားသမားအရန်ကြီးတော့မတောင့်တင်းဘူးကျွန်တော်တို့အဓိက highlight လုပ်ရမယ့်ကစားသမားကွင်းလယ်မှာ Brighton ကစားသမား Gomez ရှိမယ်ဒီတိုက်စစ်မှာဆိုလို့ရှိရင် Almiron ဒီကျွန်တော်တို့ Newcastle ရဲ့အရင်တုန်းကကစားသမားဟောင်းပေါ့နော်သူပါမယ်ပြီးရင်ကျွန်တော်တို့နောက်တန်းမှာလည်းကျွန်တော်တို့ဒီ Sunderland ကကျွန်တော်တို့ Bolas တို့ဘာလို့ ਨੇ တွဲပြီးကစားတဲ့ကစားသမားတယောက်ပါမယ်ပေါ့နော်ဒီလောက်ပဲကျန်တဲ့ကစားသမားတွေကဒီတခြားကစားသမားတွေပေါ့နော်အရင်ကြီးကျွန်တော်တို့ပြောစရာမရှိတဲ့ကစားသမားတွေပေါ့နော်တို့ပြင်မဲ့လဲပါရာဂွေးက short တွက်လို့မရဘူးကျွန်တော်တို့ဒီကျွန်တော်တို့တောင်အမေရိကဘက်မှာကျွန်တော်တို့ဘရာဇီးတို့အာဂျင်တီးနားတို့ပြီးလို့ရှိရင်ကျွန်တော်တို့ကိုလမ်ဒီအီကွေဒေါတို့ကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်နောက်ကျွန်တော်တို့ဥရုဂွေးတို့ပါရာဂွေးတို့ဒီကစားဒီအတင်းနေရာလဲကျွန်တော်တို့ short တွက်လို့ရတဲ့အနေအထားမှာမရှိဘူးဒီကောင်တွေကလည်းသူ့အနေအထားနဲ့သူကောင်းတဲ့အတင်းတွေဖြစ်တယ်ဒါကြောင့်မလို့ဒီပါရာဂွေးကိုလည်း short တွက်လို့တော့မရဘူးပေါ့နော်လက်ရှိကျွန်တော်တို့ကြေးကိုတစ်ချက်ကြည့်အောင်နော်ဒီ player တွေကျွန်တော်တို့ချင်းကပ်ပြီးကျွန်တော်ကြေးကိုတစ်ချက်ကြည့်မယ်ဆိုတော့ level 85များရှုံးပေးထားတယ်ဒီဈေးတန်းကတော့ကျွန်တော်တို့ဖြစ်တဲ့နယ်လို့တော့ကျွန်တော်ထင်တယ်ဘာလို့ဖြစ်တဲ့နယ်ဆိုရင်ကျွန်တော်တို့ကြေးရဖြစ်တဲ့နယ်ဆိုကျွန်တော်ဘာလို့ပြောလဲဆိုရင်FIFA အဆင့်ရတည်မှုအရ USA ကမြင့်တော်လဲပဲကျွန်တော်တို့ Paraguay ကကျွန်တော်ခုနပြောသလိုပဲကျွန်တော်တို့ဒီတောင်အမေရိကဘက်မှာလည်းသူအနေထားတခုရှိခဲ့တယ်ပြီးတော့ဒီနှစ်သင်းကျွန်တော်တို့2025မှာလာမသိကျွန်တော်တို့ friendly match ကန်ခဲ့ဘူးတယ်เนาะအဲတော့ကကျွန်တော်တို့ USA အိမ်ဝင်ကနေပြီးတော့ level ပြား20ဆိုတဲ့ဈေးနှုန်းပေးခဲ့ဘူးလေ Paraguay အဲ့တော့မှ2-1နဲ့နိုင်ထားတယ်ပေါ့နော်ဆိုတော့လက်ရှိဒီကမ္ဘာဖလားနဲ့ဆိုလို့ရှိရင်တော့ဒီကန်ခဲ့တဲ့အခြေအနေတော့မတူဘူးပေါ့လေတော့ပြင်မဲ့လဲကျွန်တော်တို့ဒီ friendly match တွေဟာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ကန်တဲ့ပွဲတွေနဲ့ကျွန်တော်တို့ပြား50ပြား60ပျော့ပြီးတော့ဖွင့်လို့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့လက်ရှိပေးရမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြား80ပြား80လောက်ဆိုရင်ဒါမှန်တယ်လို့ပြောလို့ရတယ်နောက်ပြီးတော့လက်ရှိအဆင့်ရတည်မှုအရာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဈေးတန်းဖြစ်တဲ့နော်ဒါပြီးတော့ကျွန်တော်တို့ USA ကအားလုံးနဲ့တည်ထားတဲ့အတိုင်းပဲကျွန်တော်တို့အင်ရှင်အသင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီပွဲကိုကျွန်တော် Los Angeles ကကျွန်တော်တို့ California မှာရှိတဲ့ကွင်းမှာကန်ပါပေါ့နော်ကျွန်တော်တို့ပြည်သက်အင်အားရော
ကျွန်တော် squat in R ရော USA ကိုကျွန်တော်သဘောကျပါတယ်ဆိုတော့မိနစ်60အတွင်းမှာကျွန်တော်ပြား80ကိုကျွန်တော်ရင်းရမယ်ကျွန်တော် USA body ကြိုက်ပါတယ်ကျွန်တော်တို့နေရာအစုံမှာအဓိကတော့ကျွန်တော်တို့ highlight ပြောချင်တဲ့ကစားသမားတွေကဒီ Pulisic တို့ကျွန်တော် Robinson တို့ဒီကစားသမားတွေရဲ့ကျွန်တော်တို့တိုးအားယုံအားတွေနဲ့ဒီတောင်ပန်းနေပြီးတော့ကစားမဲ့ကျွန်တော်တို့ဒီ Pochettino ရဲ့ကစားကွက်ကိုကျွန်တော်ပို့ပြီးတော့ refer ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီညရဲ့တပွဲကိုတော့ကျွန်တော် USA ရွေးခြင်းတယ်ညကတော့ကျွန်တော်တို့အဆင်မပြေခဲ့ဘူးကြာကျွန်တော်ညကချက်ကိုပေးခဲ့တယ်ကျွန်တော်လည်းရှုံးခဲ့တယ်မနော်ဆိုတော့ဒီညတော့ကျွန်တော်ဒီ USA ကိုကျွန်တော်တင်ရိုက်ခြင်းတယ် body ကိုတော်တော်လေးကြိုက်နေပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီညရဲ့world cup ကိုကျွန်တော် USA body ရွေးထားပါတယ်ဆိုတော့အားလုံးပဲ brother တို့အဆင်ပြေကြပါစေ